ခရစ်ယာန်ဘာသာ၏နှစ်ပေါင်း2000ခရီးစဉ်လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်3030ကျော်ကအရှေ့အလယ်ပိုင်းကသေးငယ်တဲ့နယ်မြေလေးတစ်ခုမှာစတင်ခဲ့တဲ့ယုံကြည်မှုတစ်ခုဟာဒီနေ့ခေတ်ကမ္ဘာလူဦးရေရဲ့3ပုံ1ပုံကျော်ကိုဘယ်လိုပုံစံနဲ့လွှမ်းမိုးသွားခဲ့တာလဲအစောပိုင်းကာလတွေမှာခရစ်ယာန်တွေဟာဖိနှိပ်တပ်ဖြတ်ခံခဲ့ရပေမဲ့83မှာကွန်စတန်တိုင်းမင်းကြီးကမီလန်အမိန့်တော်ကိုထုတ်ပြန်ပြီးခရစ်ယာန်ဘာသာကိုတရားဝင်ကိုးကွယ်ခွင့်ပြုခဲ့ပါတယ်83မှာတီအိုဒိုရှက်မင်းကြီးကခရစ်ယာန်ဘာသာကိုရောမန်အင်ပါယာရဲ့တစ်ခုတည်းသောနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်လိုက်တဲ့အခါမှာတော့ဥရောပတစ်ခွင်မှာခရစ်ယာန်ဘာသာဟာအာဏာစက်နဲ့အတူအရှိန်အဟုန်နဲ့ပြန့်နှံ့သွားခဲ့ပါတယ်ရောမအင်ပါယာပြိုကွဲသွားတဲ့နောက်ပိုင်းမှာတောင်ဘုရားကျောင်းတွေဟာဥရောပရဲ့ဗဟိုချက်ဖြစ်နေခဲ့ပါတယ်10ရာစုနဲ့17ရာစုတွေမှာအောက်စဖို့နဲ့ပါရီတက္ကသိုလ်တွေလိုမျိုးကမ္ဘာကျော်တက္ကသိုလ်တွေကိုဘုရားကျောင်းတွေကနေအခြေခံပြီးတည်ထောင်ခဲ့ကြပါတယ်မိုက်ကယ်လန်ဂျလိုဒါဗင်ချီတို့လိုအနုပညာရှင်တွေရဲ့လက်ရာတွေဟာခရစ်ယာန်ယူဆတွေကိုကမ္ဘာကျော်စေခဲ့သလိုခေတ်သစ်သိပ္ပံပညာရဲ့အခြေခံလူတန်းစားတွေဟာလည်းဘုရားကျောင်းပညာတတ်တွေထဲကပဲထွက်ပေါ်လာခဲ့တာပါသမိုင်းမှာအလွန်အရေးကြီးတဲ့နှစ်ကတော့1450ဝန်းကျင်ဖြစ်ပါတယ်ဂျိုဟန်နက်စ်ဂူတင်ဘတ်ကပုံနှိပ်စက်ကိုတီထွင်လိုက်တဲ့အခါပထမဆုံးအမြောက်အများရိုက်နှိပ်ထုတ်ဝေတဲ့စာအုပ်ဟာသမ္မာကျမ်းစာဖြစ်လာခဲ့ပါတယ်ဒါဟာဘာသာရေးယူဆတွေကိုလူဒန်းစားမရွေးလက်လန်းမီသွားစေပြီးသတင်းချက်လက်စီးဆင်းမှုကိုမြန်ဆန်စေခဲ့ပါတယ်15ရာစုနောက်ပိုင်းမှာစပိန်နဲ့ပေါ်တူဂီသင်္ဘောသားတွေကမ္ဘာသစ်ကိုစူးစမ်းရှာဖွေရာကနေခရစ်ယာန်ဘာသာဟာကမ္ဘာနှံ့ကိုရောက်ရှိသွားပါတယ်1492ခုနှစ်ကိုလန်ဘတ်စ်ကအမေရိကတိုက်ကိုရောက်ရှိသွားခြင်းဟာခရစ်ယာန်ဘာသာကိုအနောက်ကမ္ဘာချမ်းမှာအခြေချစေခဲ့ပါတယ်ဗြိတိန်ပြင်သစ်နဲ့တခြားဥရောပနိုင်ငံတွေကအာဖရိကနဲ့အာရှကိုနယ်ချဲ့တဲ့အခါမှာသာသနာပြုတွေဟာရှေ့တန်းကပါဝင်ခဲ့ကြပါတယ်သူတို့ဟာဆေးရုံတွေကျောင်းတွေဖွင့်လှစ်ပေးရင်ဒေသခံတွေရဲ့ယုံကြည်မှုကိုရယူနိုင်ခဲ့ကြပါတယ်ယနေ့ခေတ်ကမ္ဘာသုံးဥပဒေစနစ်တွေလူ့အခွင့်အရေးစံနှုန်းတွေနဲ့ဒီမိုကရေစီရဲ့အခြေခံယူအဆအတော်များများဟာလူသားအလုံးဟာဖျားသခင်ရှေ့မှာတန်းတူညီမျှတယ်ဆိုတဲ့ခရစ်ယာန်ယူဆတွေပေါ်မှာမှီညမ်းထားတာဖြစ်ပါတယ်ခရစ်ယာန်ဘာသာဟာအင်ပါယာကြီးတွေရဲ့ကြောထောက်နောက်ခံနည်းပညာအလှည့်အပြောင်းတွေနဲ့လူမှုဖူလုံရေးလုပ်ငန်းတွေကြောင့်ကမ္ဘာထိပ်သီးဘာသာတရားဖြစ်လာခဲ့တာပါ